ကျွန်တော်2010ခုနှစ်လူငယ်တယောက်ပေါ်ဘေးဆို1990လူငယ်တယောက်နော်အဖေကျွန်တော်ရွေတော့ငါဘလို့နေမလဲပေါ့ကျွန်တော်စဉ်းစားမိတယ်ပူဖေးစရာတိတ်မလို့လာတဲ့လူငယ်လေးလားရည်ရွယ်ချက်များနဲ့အိမ်မက်တွေတွေ့စူးစမ်းနေမလားဖြစ်ကြည့်ခြင်းကဖေငယ်တော့ကခုနှစ်တွေ့တယ်ဟူအဖေရဲ့လူနဲ့စဉ်တော့ကရွေရီမှာသာလောင်မြေရည်လွယ်လာဘဝရဲ့တွေ့ကြုံနေဆုံးမရှိချိန်မှာမြေရန်ကောင်းကိုမော့နေကြလားဒီကဘာမြေတွေကပေါင်းတရားခက်တဲ့ပြုံးကျူတွေအောင်ဖေဒူတောင်ရှုံးပေးခြင်းစိတ်ရရှိခဲ့လားဆုံးဖြတ်ရခက်တဲ့လမ်းကြောင်းတွေတော့တယောက်တည်းရှောက်ဖို့တတိတွေလုံးလောက်ခဲ့ရဲ့လားချိန်တွေသာကူသွားလို့ရရင်ကျွန်တော်လေးခဏပဲဖြစ်ဖြစ်ကျွန်တော်ရဲ့သက်ရွယ်နဲ့တူညီတဲ့ဖေးရဲ့တိတ်ကိုပြန်သွားကြည့်ခြင်းတဲ့စိတ်ထဲကြတဲ့ချိန်တိုင်းမှာဖေးပါများလုံးနေကြမလဲအားငယ်ချိန်တိုင်းမှာဘယ်လိုများရဲ့ဒီကတာတိခြင်းတဲ့တာတိခြင်းစေဒီလိုရတော့ငါချိန်များတဲ့ဒုက္ခနဲ့ကြုံတွေ့တိုင်းမှာဘယ်လိုများတောင်းခံခဲ့တယ်လဲဖေးရဲ့အလားမှာဘသူတွေများရှိနေခဲ့တာတိခြင်းတဲ့တာတိခြင်းစေ1990ဝန်းကျင်ခုနှစ်တွေ့တယ်အဖြစ်ချင်တာတွေနဲ့ဖြစ်တဲ့နာရွှေတဲ့ခါစိုးပြောကောင်းမှာကလားအမတွေမပြင်းဖို့နောက်ကြတဲ့အခါနောင်တတရားကိုပြည့်ရဲ့နေမလားလူတွေနဲ့ဝေးရအပြေးထွက်လို့သွားခြင်းခဲနေရဲ့များဖေရောကျွန်တော်လို့ထပ်တူခံစားမိရဲ့လားရှေ့ဆက်ဖို့တွေ့ခွန်အားမဲချိန်မှာအခန်းနဲ့အောင်ကချိန်ကိုနေမလားဟိုးအချိန်တွေသာကူသွားလို့ရရင်ကျွန်တော်လေးခဏပဲဖြစ်ဖြစ်ကျွန်တော်ရဲ့သက်ရွယ်နဲ့တူညီတဲ့ဖေးရဲ့တိတ်ကိုပြန်သွားကြည့်ခြင်းတဲ့စိတ်ထဲကြတဲ့ချိန်တိုင်းမှာဖေးပါများလုံးနေကြမလဲအားငယ်ချိန်တိုင်းမှာဘယ်လိုများရဲ့ဒီကတာတိခြင်းတဲ့တာတိခြင်းစေ1990ဝန်းကျင်ခုနှစ်တွေ့တယ်